ခုလောဆယ်ကဘာတော်မှာဖြစ်နေတဲ့ပြည်ပခါတွေစစ်ပွဲတွေမှာဘယ်တစ်ခုကအကြမ်းတမ်းဆုံးနဲ့အဆိုးဝါးဆုံးထင်ပါလဲကျွန်တော်တို့ကြည့်ပြီးတော့ကျွန်တော်တို့ကြည့်နေတဲ့ UAE ဟာအဆိုးဝါးဆုံးဒဏ်ကိုခံစားနေရလို့ကျွန်တော်တို့ပြောနိုင်မလားဘယ်တော့မှကျွန်တော်တို့ကြည့်ပြန်တော့စစ်ပွဲဖြစ်နေတဲ့တစ်ချိန်ထဲမှာ UAE ဟာစီးပွားရေးကိုပုံမှန်လက်ပတ်အောင်စူးစမ်းနေတာတွေ့တယ်တစ်ဖက်မှာကျတော့ဒါ Hezbollah နဲ့ Israel နဲ့တစ်လျှောက်လုံးတိုက်နေတယ်ဒါပေမဲ့ Israel မှာဆိုလို့ရှိရင်လူတွေပုံမှန်တိုင်းတွာလာစားတောက်မပြည့်ရှိနေတယ်ဒီစစ်ပွဲတွေကိုကျွန်တော်တို့ကအဆိုးဝါးဆုံးစစ်ပွဲတွေအထိနာဆုံးစစ်ပွဲလို့ကျွန်တော်တို့ဆိုနိုင်မလားတကယ်ဒီနေရာမှာကျွန်တော်တို့စစ်ပွဲလို့ပြောတဲ့နေရာမှာဘာနဲ့တိုင်းတာလဲဆိုတဲ့အချက်လေးရှိပါသေးတယ်နောက်ဆုံးမိုးလေးတွေတုံးပြီးတော့တစ်ချိန်လုံးတုံးတဘုံတိုက်နေတာမျိုးလားဒါမှမဟုတ်အခုနောက်ဆုံးပေါ်ဒါ drone တွေတုံးပြီးတော့တောက်လျှောက်ပြစ်နေတာမျိုးလားဒါမှမဟုတ်မဇိုင်းဒုံးကြီးတွေနဲ့အဝေးပြစ်ဒုံးကြီးတွေနဲ့တစ်ချိန်လုံးပြစ်နေတာမျိုးလားအဲ့လိုမျိုးကိုမှကျွန်တော်တို့ဆိုးွားတဲ့စစ်ပွဲလို့ဆိုနိုင်မလားဒီနေရာမှာကျွန်တော်တို့ထည့်သွင်းစဉ်းစားမှာကအီရန်စစ်ပွဲနောက်ပိုင်းမှာအီရန်ကနေပြီးတော့ UAE ဘာရိန်းဒီနိုင်ငံတွေကိုတိုက်ခဲ့တဲ့အထက်မှာ UAE ကိုတိုက်တဲ့ဒီ drone အရေးအတွက်ကတော်တော်များပါတယ်ကျွန်တော်တို့ကြည့်ပြီးတော့ကျွန်တော်တို့ UAE ဟာဆိုးဝါးဆုံးဒဏ်ကိုခံစားနေရလို့ကျွန်တော်တို့ပြောနိုင်မလားဒါမှမဟုတ်ကျွန်တော်တို့ကြည့်ပြန်တော့စစ်ပွဲဖြစ်နေတဲ့တစ်ချိန်ထဲမှာ UAE ဟာစီးပွားရေးကိုပုံမှန်လက်ပတ်အောင်စူးစမ်းနေတာတွေ့တယ်တစ်ဖက်မှာကျတော့ဒါ Hezbollah နဲ့ Israel နဲ့တစ်လျှောက်လုံးတိုက်နေတယ်ဒါပေမဲ့Israel မှာဆိုလို့ရှိရင်လူတွေပုံမှန်တိုင်းတွာလာစားတောက်မပြည့်ရှိနေတယ်ဒီစစ်ပွဲတွေကိုကျွန်တော်တို့ကအဆိုးဝါးဆုံးစစ်ပွဲတွေအထိနာဆုံးစစ်ပွဲတွေလို့ကျွန်တော်တို့ဆိုနိုင်မလားတကယ်တိုင်းတာတင်တာကစစ်ပွဲတစ်ပွဲမှာရသပြည်သူတည်ဆုံမှုဘယ်လောက်ရှိသွားပြီလဲဆိုတဲ့အချက်ပါပဲဒီချက်ကိုကျွန်တော်တို့ကြည့်နိုင်မှစစ်ပွဲတစ်ပွဲရဲ့အနိဋ္ဌာရုံစစ်ပွဲတစ်ပွဲရဲ့ဆိုးဝါးမှုစစ်ပွဲတစ်ပွဲရဲ့ထိခိုက်နေနာဆုံးရှုံးမှုတွေကိုကျွန်တော်တို့အနည်းဆက်ဆုံးခံမှန်းနိုင်မှာဖြစ်ပါတယ်လက်ရှိသတင်းစာမျက်နှာတွေပေါ်မှာနေရာယူထားတဲ့စစ်ပွဲနဲ့ပြည်ပခါတွေကိုကြည့်မယ်ဆိုရင်ဒေါ်နယ်ထရမ့်နဲ့ဒန်နီယာဟူတို့စခဲ့တဲ့အီရန်စစ်ပွဲရှိတယ်ပြီးတော့ Israel ကတပြိုင်နက်တည်းမှာ Hezbollah နဲ့တိုက်ပွဲတွေခုချိန်ထိဖြစ်နေတော့မယ်ရုရှားကျူးကျော်မှုယူကရိန်းစစ်ပွဲလည်းခုချိန်ထိဖြစ်နေတော့မှာပဲဒါပေမဲ့ခုကမ္ဘာမှာဖြစ်နေတဲ့အဲ့ဒီစစ်ပွဲတွေအကုန်လုံးထက်ပိုပြီးတော့ရသတဲ့ဆုံးမှုအများဆုံးထိခိုက်နေတာဆုံးရှုံးမှုအများဆုံးကခုနကပြောခဲ့တဲ့စစ်ပွဲတွေပြည်ပခါတွေတခုမှမဟုတ်ပါဘူးတကယ်ကရသတဲ့ဆုံးမှုအများဆုံးနဲ့ထိခိုက်နေတာဆုံးရှုံးမှုအဆိုးဝါးဆုံးနိုင်ငံကဆူဒန်နိုင်ငံပဲဖြစ်ပါတယ်ဆူဒန်နိုင်ငံမှာပြည်တွင်းစစ်ကြောင်းလူပေါင်း3သိန်းခွဲကနေပြီးတော့4သိန်းခွဲကျလောက်တေဆုံးခဲ့ကြပြီလို့ခန့်မှန်းကြပါတယ်ဒီမှာပြီးတော့ဒါစစ်ဖြစ်လို့ရှိရင်စစ်ပွဲတစ်ခုတည်းကြောင့်တေဆုံးတာမျိုးမဟုတ်ဘဲနဲ့အငတ်ပေးကျန်းမာရေးပြီးတော့ယောဂဗျာတွေကြောင့်တေဆုံးနိုင်တဲ့ပမာဏကိုလည်းကျွန်တော်တို့ထည့်တွက်ရပါတယ်ဆူဒန်နိုင်ငံမှာလက်ရှိဖြစ်နေတဲ့ပြည်တွင်းစစ်ကြောင်းလူပေါင်း14သန်းလောက်အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ပြီလို့သူတွေသနာစစ်တမ်းတွေမှာဖော်ပြပါတယ်ဆူဒန်နိုင်ငံဟာအာဖရိကတိုက်မှာမြေနေရာအကျယ်ဝန်းရတွက်လို့ရှိရင်တတိယအကြီးဆုံးနိုင်ငံပါဆိုတော့သူ့အထက်မှာနံပါတ်1အကြီးဆုံးနိုင်ငံကအာဂျီးရီးယားဒုတိယအကြီးဆုံးနိုင်ငံကကွန်ဂိုဖြစ်ပါတယ်2024ခုနှစ်သကောင်စီးရင်ရဆိုလို့ရှိရင်ဆူဒန်နိုင်ငံရဲ့လူဦးရေကတန်း90ကျော်ရှိပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံနဲ့တိတ်မကောင်းပါဘူးလူမျိုးရေးပြဿနာပြီးတော့တယန်ဇာတအရင်အမြင့်ခွဲခြမ်းရေးပြဿနာတွေနဲ့အင်မတန်နိုင်ငံရေးရှုပ်ထွေးတဲ့နိုင်ငံတကာနိုင်ငံလေးဖြစ်ပါတယ်ဒီဗီဒီယိုမှာဆူဒန်နိုင်ငံမှာလက်ရှိဖြစ်နေတဲ့ပြည်တွင်းစစ်နဲ့ပြည်ပခါအကြောင်းကိုကျွန်တော်အတက်နိုင်ဆုံးရှင်းပြနိုင်ဖို့စူးစမ်းထားပါတယ်ဆူဒန်နိုင်ငံမှာအခုဖြစ်နေတဲ့ပြည်ပခါကိုအရှင်းဆုံးမြင်အောင်ပြောရင်အဖွဲ့နှစ်ဖွဲ့စစ်ဖြစ်နေတာပါတစ်ဖွဲ့ကဒါဆူဒန်ရဲ့တရားဝင်စစ်တပ်ဖြစ်ပြီးတော့သူ့ကိုတော့ Sudanese Armed Forces SAF ဒါမှမဟုတ် SAF လို့ခေါ်ပါတယ်နောက်တစ်ဖွဲ့ကတော့ Rapid Support Forces သူ့ကိုတော့အတူကောက် RSF လို့ခေါ်ပါတယ်ဒီဗီဒီယိုထဲမှာကျွန်တော်အတူကောက်တွေပဲသုံးနှုတ်သွားပါမယ် SAF စအဖွဲ့ကဒီဆူဒန်မြို့တော်ပြီးတော့ဒီဆူဒန်အလယ်ပိုင်းအရှေ့ပိုင်းနဲ့ဒီမြောက်ပိုင်းတွေကိုခုလောလောဆယ်ထိန်းချုပ်ထားပါတယ်ဒီဖွဲ့ခေါင်းဆောင်ကဗိုလ်ချုပ်ကြီး Abdel Fattah Burhan ပါ RSF ကတော့ဒီအနောက်ပိုင်းတစ်ချမ်းလုံးနီးပါးကိုထိန်းချုပ်ထားပါတယ်သူ့ရဲ့ခေါင်းဆောင်က Mohammed Hamdan Dagalo ပါဒါပေမဲ့သူ့ရဲ့ဒီနာမည်အရှည်ကိုတိတ်ပြောလို့မရှိကြဘဲနဲ့နောက်ထပ်နာမည်တစ်ခုဖြစ်တဲ့ Hamadi ဆိုတဲ့နာမည်နဲ့ပို့ပြီးတော့နာမည်ကြီးပါတယ်ဒီအဖွဲ့နှစ်ဖွဲ့ကအခုသာဒီလိုမျိုးအပြင်းထန်တိုက်ခိုက်နေကြတာပါအရင်တော့ကသူတို့နှစ်ဖွဲ့စလုံးဟာလူတစ်ယောက်တည်းရဲ့ထိန်းချုပ်မှုလူတစ်ယောက်တည်းရဲ့အမိပေးကွက်ကဲမှုအောက်မှာပဲရှိခဲ့တဲ့အဖွဲ့တွေပါဆိုတော့ဒီမှာကျွန်တော်တို့ကြည့်ရရင်ဆူဒန်နိုင်ငံမှာအခုလက်ရှိဖြစ်နေတဲ့ပြည်တွင်းစစ်နိုင်ငံပျက်စီးလောက်အောင်ဖြစ်နေတဲ့ဒီပြည်တွင်းစစ်ကြီးမှာပါဝင်နေတဲ့အဖွဲ့နှစ်ဖွဲ့ဘာကြောင့်ဟိုအရင်တော့ကတစ်ဖွဲ့တွေကနေပြိုကွဲသွားခဲ့တယ်လဲဒီအကြောင်းကိုကျွန်တော်နားလည်ဖို့1950ပြည့်နှစ်တွေစီကိုပြန်သွားကြည့်အောင်ပါဆူဒန်နိုင်ငံဟာကျွန်တော်တို့မြန်မာနိုင်ငံလိုပဲစစ်တပ်ကအာဏာသိမ်းတဲ့ဒလေးရှိတဲ့နိုင်ငံတစ်ခုပါ1956ခုနှစ်ဒီဗြိတိရှနဲ့အီဂျစ်တို့ရဲ့ကိုလိုနီအောက်ကနေလွတ်လပ်ရေးရပြီးတဲ့ကဆူဒန်မှာစစ်တပ်ကနိုင်ငံရေးမှာထဲထဲဝင်ကိုပါဝင်ခဲ့ပါတယ်လွတ်လပ်ရေးရပြီးတဲ့နောက်ပိုင်းမှာဒီမိုကရေစီပုံစံမျိုးသွားခဲ့ပါတယ်အဲဒီမှာပါလီမန်ရှိတယ်ပြီးတော့အရပ်သားအုပ်ချုပ်ရေးလည်းရှိပါတယ်ဒါပေမဲ့အဲဒီတော့ကဝန်ကြီးချုပ်လုပ်နေတဲ့အရင်တော့ကဗိုလ်ချုပ်ကြီးဟောင်းဒီအဗ်ဒူလာခါလီကသူကိုယ်တိုင်မဲ့ဒါပါလီမန်နဲ့အရပ်သားအုပ်ချုပ်ရေးကိုဖျက်လိုက်ပြီးတော့တိုင်းပြည်ကိုစစ်တပ်လက်ထဲထိုးထည့်ခဲ့ပါတယ်
အဲ့ဒီမှာတက်လာတဲ့စစ်ဗိုလ်ချုပ်ကြီးရဲ့နာမည်ကအာဘရာဟင်အာဘူလို့ခေါ်ပါတယ်အဲ့ဒီကနေနောက်ထပ်10နှစ်နီးပါးအကြာဒီ1964မှာဆူဒန်မှာအောက်တိုဘာတော်လှန်ရေးလို့နာမည်ကြီးတဲ့လူထုအုံကြွမှုကြီးဖြစ်ခဲ့ပါတယ်အဲ့ဒီမှာဒါစစ်တပ်ကထိုင်ကုန်ပေါ်ကနေဆင်းပြီးတော့အရသာအုပ်ချုပ်ရေးပြန်ဖြစ်ခဲ့ပါတယ်ဒါပေမဲ့တခါဒီ1969မှာဗိုလ်မှူးကြီးဂျာဖာကအာဏာသိမ်းပြန်ပါတယ်အဲ့ဒီကနေစစ်အစိုးရအုပ်ချုပ်တာ16နှစ်တောင်ကြာခဲ့ပါတယ်ဒီကြားထဲမှာအဲ့ဒီဗိုလ်မှူးကြီးဂျာဖာကိုပဲထပ်ဆင့်အာဏာသိမ်းမှုဖြစ်ခဲ့ပါသေးတယ်မအောင်မြင်ခဲ့ပဲနဲ့ဗိုလ်မှူးကြီးဂျာဖာပဲပြန်တက်ပါတယ်1983မှာဒီဗိုလ်မှူးကြီးဂျာဖာကဆူဒန်နိုင်ငံမှာရှရီယာဥပဒေကိုစတင်ပြဋ္ဌာန်းခဲ့ပါတယ်အဲဒီကနေအထူးကိန်းတွေဖြစ်ပြီးတော့ပြည်တွင်းစစ်ဖြစ်ခဲ့ပြီးတော့လူပေါင်း2 သန်းကျော်တေဆုံးခဲ့ရပါတယ်1985ကျတော့ဗိုလ်မှူးကြီးဂျာဖာကိုသူ့ရဲ့ကာကွယ်ရေးဝန်ကြီးအဗ်ဒယ်ရာမန်ဆွာအယ်ဒါဟဖ်ကတခါအာဏာထပ်သိမ်းပြန်ပါတယ်အဲဒီမှာဆန္ဒပြပွဲတွေအကြီးအကျယ်ပေါ်လာပြီးတော့အဗ်ဒယ်ရာမန်ကအယက်သားအစိုးရလက်ထဲအာဏာပြန်လွှဲခဲ့ပါတယ်ဒါပေမဲ့1989မှာတော့ဗိုလ်မှူးကြီးအိုမာအာဘာရှီကအယက်သားအစိုးရကိုဖြုတ်ချပြီးအာဏာထပ်သိမ်းလိုက်ပြန်ပါတယ်ဒီချိန်မှာတော့အိုမာဘာရှီကရှေ့ကသူ့စီနီယာစစ်ဗိုလ်ချုပ်တွေခံခဲ့ရတယ်လို့မျိုးဒါသူ့ကိုအာဏာပြန်သိမ်းမှကြောက်ပါတယ်ဒါကြောင့်မို့လို့ဂျိုတင်စီမန်နာတွေလုပ်ပါတော့တယ်တခြားမဟုတ်ပါဘူးကပိုက်ဆောင်တက်တွေမွေးတာပါပဲအိုမာဘာရှီအာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာဒီဆူဒန်နိုင်ငံတောင်ပိုင်းမှာကိုပိုင်အုပ်ချုပ်ခွင့်ပြဿနာတွေအကြီးအကျယ်တက်နေတဲ့အချိန်မှာအဲဒီကနေပြည်တွင်းစစ်ဖြစ်နိုင်လောက်တဲ့အထိပြဿနာတွေဖြစ်ခဲ့ပါတယ်ကျွန်တော်ဘာရှိကတော့ဘာလို့လဲဆိုတော့ဒီသူ့ရဲ့တရားဝင်စစ်တပ် SAF SAF ကိုတခြားပြည်သူ့စစ်အဖွဲ့နဲ့အတူဒီဆူဒန်နိုင်ငံတောင်ပိုင်းကိုလွှတ်ပါတယ်အဲဒီတော့ကအယက်သားတွေကိုဒီ SAF အဖွဲ့နဲ့ပြည်သူ့စစ်တွေကတပ်ဖြတ်မှုအကြီးအကျယ်ဖြစ်ခဲ့တယ်ဆိုတာမျိုးမှတ်တမ်းတွေမှာဖော်ပြပါတယ်ဒါပေမဲ့ဘယ်လောက်သေဆုံးမှုရှိခဲ့တယ်ဆိုတာမျိုးတော့အတိအကျမသိရပါဘူးအဲဒီလိုမျိုး SAF အဖွဲ့ကဒီတောင်ပိုင်းမှာအာရုံစိုက်နေတဲ့အချိန်မှာ2003ခုနှစ်မှာဒီဘာရှိကိုစန့်ကျင်တဲ့သဘုံထမှုတစ်ခုနိုင်ငံအနောက်ဘက်ပိုင်းမှာပေါ်လာပါတယ်အဲ့ဒီအနောက်ဘက်ပိုင်းဒေသကိုဒါဖောလို့ခေါ်ပါတယ်ဒီဒါဖောဆိုတဲ့နာမည်ကိုတည်တည်ချာချာမှတ်ထားကြစေချင်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့နောက်ပိုင်းမှာဆက်ပြောမယ့်အကြောင်းအရာတွေအားလုံးဒီဘက်ကဒီဒေသပေါ်မှာအခြေခံပြီးတော့ဖြစ်ခဲ့တာကြောင့်ပါဆိုတော့ဒီဒါဖောဒေသနိုင်ငံရဲ့ဒီအနောက်ပိုင်းမှာရှိတဲ့ဒါဖောဒေသမှာဘာကြောင့်သဘုံထမှုပေါ်လာခဲ့ရတယ်ဆိုတဲ့အကြောင်းရင်းကိုကြည့်အောင်ပါဒီတစ်ချက်ကိုလိုနီအောက်ကနေလွတ်မြောက်ကလေးကဆူဒန်မှာအာရတ်နဲ့အာဖရိကန်ဆိုတဲ့ခွဲခြားမှုစတင်ခဲ့ပါတယ်အုပ်ချုပ်သူလူဒန်းစားနဲ့အထက်တန်းလွှာမှာအာရတ်တွေနေရာယူထားပြီးတော့အောက်ခြေနဲ့ဒီတိုင်းပြည်ရဲ့အစွန်အဖျားတွေမှာတော့အာဖရိကန်တွေဖြစ်ပါတယ်။ဆက်အာနာရှင်ဒီအိုမာဘာရှီကအာရတ်ပါသူ့အစိုးရအဖွဲ့ဝင်တော်များများကလည်းအာရတ်တွေဖြစ်ပါတယ်။ဒီဘက်နောက်ဘက်ပိုင်းဒါဖော့ဒေသမှာလက်နက်ကင်ဆန့်ကျင်တဲ့သူတွေကအာရတ်တွေမဟုတ်ကြပါဘူး။တိုင်းပြည်အစွန်အဖျားကဒီဒေသခံတွေဟာအတိမတ်ပြုမခံရသလိုအစိုးရကလက်လျူရှုထားခဲ့တာကြားပါပြီ။စင်ရမွေးတည်မှုယောဂကပ်ပေးတွေကိုလည်းခါးစီးအောင်ခံနေခဲ့ရပါတယ်။ရှီတောင်အာရှကဂျမ်ဖက်ဝါဒခန်းစစ်ဆောင်းပါးထဲမှာကျွန်တော်ပြောခဲ့သလိုမျိုးပဲလူမျိုးစုတစ်ခုဒါမှမဟုတ်ဒေသတစ်ခုလူအတိုင်းဝန်တစ်ခုဟာအတိမတ်ပြုမခံရဘူးဆိုလို့ရှိရင်ဒါမှမဟုတ်လက်လျူရှုခံထားရတယ်ဆိုရင်အဲ့ဒီကနေပုံကန်အောင်ကြွမှုဖြစ်လေရှိတာကိုဒီမှာလဲတွေ့ရပါတယ်ဒီဒါဖော့ဒေသမှာတခြားလက်နက်ကင်အဖွဲ့တွေလည်းရှိပါသေးတယ်အုပ်ချုပ်ရေးအာဏာလည်းမတက်ရောက်တော့အာရတ်မဟုတ်သူတွေနဲ့အာရတ်တွေကြားထဲမှာနေမြေအငင်းပွားမှုတွေပြီးတော့နေမြေလူလာတွေလည်းဖြစ်နေကြတာကြာပါပြီအဲ့ဒီမှာဟိုမာဘာရှီကဘာလို့လဲဆိုတော့အဲ့ဒီဒါဖော့ဒေသမှာရှိတဲ့အာရတ်တွေကိုလက်နက်ထောက်ပံ့ပေးလိုက်ပါတယ်အဲ့ဒီအာရတ်လက်နက်ကင်တွေရဲ့နာမည်ကဂျန်ဂျာဝီလို့ခေါ်ပါတယ်ဆက်အာနာရှင်ရဲ့ထောက်ပံ့မှုရလာပြီးတဲ့နောက်မှာဒီဒါဖော့ဒေသမှာဂျန်ဂျာဝီအဖွဲ့ကြောင့်ခံမှန်းချက်အရလူပေါင်း3 သိန်းနီးပါးလောက်တေကျေခဲ့ကြတယ်လို့ဆိုပါတယ်တန်းနဲ့ချီပြီးအိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်အဲ့ဒီကနေနောက်ပိုင်းမှာဒီအိုမာဘာရှီအစိုးရကိုစန့်ကျင်တဲ့အဖွဲ့တွေကိုရရစစ်စစ်ဖြိုခွင်းပြီးတော့ဂျန်ဂျာဝီအဖွဲ့ကဒီဆက်အာနာရှင်ရဲ့ထောက်ပံ့မှုနဲ့အင်မတန်အားကောင်းလာခဲ့ပါတယ်ပြီးတော့တစ်ချိန်တည်းမှာဘာဖြစ်နေသေးလဲဆိုတော့ဆူဒန်နိုင်ငံတောင်ပိုင်းမှာဒါစစ်ပွဲတွေတောက်လျှောက်ဖြစ်နေခဲ့ပြီးတော့2011ခုနှစ်မှာဆူဒန်နိုင်ငံတောင်ပိုင်းကဒါ South Sudan တောင်ဆူဒန်နိုင်ငံအဖြစ်ခွဲထွက်သွားခဲ့ပါတယ်အဲ့ဒီမှာတောင်ဆူဒန်ဆိုပြီးတော့ခွဲထွက်သွားပြီးတဲ့နောက်မှာဒီအာနာထိုင်ကုန်ကိုပို့ပြီးတော့ကာကွယ်ခြင်းလာတဲ့အိုမာဘာရှီကဘာလုပ်လဲဆိုတော့ဒီဒါဖော့ဒေသကဂျန်ဂျာဝီကို2013ခုနှစ်မှာဒီမြို့တော်ကိုခေါ်လိုက်ပါတယ်ပြီးတော့ဒီ National Intelligence and Security Service NISS စစ်ထောက်လှမ်းရေးအောက်ကိုဒီအဖွဲ့ကိုထည့်လိုက်ပါတယ်ဒီနေ့အပြင်စအာနာရှင်အိုမာဘာရှီကဒီမှာမလုပ်တာလဲဆိုတော့သူကိုယ်တိုင်ဒီဂျန်ဂျာဝီအဖွဲ့ကိုဓာတ်ရိုက်အုပ်ချုပ်တာမျိုးမဟုတ်ဘဲနဲ့ဒီစစ်ထောက်လှမ်းရေး NISS အောက်ကနေတဆင့်ထိန်းချုပ်ဖို့ကြိုးစားတာဖြစ်ပါတယ်ပြီးတော့ဂျန်ဂျာဝီအဖွဲ့ခေါင်းဆောင်တွေကသူမြှောက်စားခြင်းတဲ့လူတချို့ကိုသူ့အစိုးရအဖွဲ့ထဲထိနေရာပေးခဲ့ပါတယ်တခါဂျန်ဂျာဝီဆိုတဲ့နာမည်ကိုလည်းနာမည်အသစ်ပြောင်းလိုက်ပါတယ်ပြောင်းလိုက်တဲ့နာမည်က Rapid Support Forces RSF ပါပဲတချိန်ကဒီနိုင်ငံရဲ့အနောက်ဘက်ပိုင်းဒါဖော့ဒေသမှာမီရှိုလူသက်လူလုံနေတဲ့ဓမြတာတာအဖွဲ့ကိုသူကတရားဝင်ဖြစ်အောင်လုပ်လိုက်တဲ့သဘောပါပဲ2019ခုနှစ်မှာတော့ဒီ RSF ကိုဦးဆောင်မှုဆိုပြီးတော့မိုဟာမက်ဟန်ဒမ်ဒါဂါလိုဒါမှမဟုတ်ဟမ်မဒီဆိုတဲ့လူကိုဥပဒေအသစ်ရေးဆွဲပြီးတော့ခန့်လိုက်ပါတယ်
ပြောရရင်အရင်ကစစ်ထောက်လိုင်းရေးအောက်ကနေတဆင့်ခံသွားနေတာကနေဒီအိုမာဘာရှိကသူဓာတ်ရိုက်အမိန့်ပေးဖို့ပြောင်းလဲလိုက်တာပါဒါပေမဲ့စစ်အာဏာရှင်တယောက်ဘလို့ပဲဖြစ်နေပါစေစစ်တပ်တစ်ခုကသူ့ကိုတစ္ဆာခံနေအောင်လုပ်ဖို့ကတော့ထင်တယ်လို့မလွယ်ပါဘူးဆိုတော့ဒီမှာအိုမာဘာရှိကဟာမဒီဒီ RSF ခေါင်းဆောင်ကိုဘာလို့လဲဆိုတော့စပြီးတော့မလုံးနေပေးပါတော့တယ်ဆိုတော့ဂျန်ဂျာဝီအဖွဲ့ထင်ရဆိုင်ခဲ့တဲ့နိုင်ငံအနောက်ပိုင်းဒီဒါဖော့ဒေသကရွှေတွင်းတွေကိုအိုမာဘာရှိက RSF ခေါင်းဆောင်ဟာမဒီကိုလုတ်ပိုင်ခွင့်ပေးခဲ့ပါတယ်ဒါဖော့ဒေသနဲ့ animation တီးစပ်နေတဲ့ဒီ chart နိုင်ငံပြီးတော့အပေါ်မှာဆိုလို့ရှိရင်လက်ပြားနိုင်ငံတွေကိုလက်နဲ့မှောင်ခိုရောင်းတာပြီးတော့တယံဇာတာတွေမှောင်ခိုသွင်းတာတွေကိုလည်းလုတ်ပိုင်ခွင့်ပေးခဲ့ပါတယ်တပြိုင်နက်တည်းမှာတစ်ဖက်ကဒီယီမင်နိုင်ငံကိုလည်းလက်နက်တွေရောင်းချခွင့်ပေးခဲ့ပါတယ်